ငွေကြေးကြောင့်စိတ်တော့ကရောက်နေတဲ့ခံစားချက်မျိုးကြုံဘူးလားဒါမှမဟုတ်ငွေရှာလေးပျော်ရွှင်မှုတွေဝေးလေဆိုတာမျိုးရောခံစားမိဘူးလားဒီဗီဒီယိုမှာတော့ Brett Clowns ရေးသားတဲ့ We Are For Well စာအုပ်ထဲကငွေကြေးနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့အတွေးခေါ်တွေကိုပြောင်းလဲပြနိုင်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာပါဒီဗီဒီယိုလေးမှာစာအုပ်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်း9ပိုင်းနဲ့ဆွေးနွေးသွားပါမယ်ငွေကြေးအပေါ်ခံယူချက်များကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်ပြီးဘယ်လိုခံယူချက်တွေရှိလဲသိဖို့လိုတယ်ငွေကြေးအပေါ်ခံယူချက်တွေဆိုတာငွေကြေးနဲ့ပတ်သက်တဲ့အတွေးတွေယုံကြည်ချက်တွေပဲဒီခံယူချက်တွေကငယ်ဘဝကလေးကမိဘတွေပတ်ဝန်းကျင်နဲ့အတွေ့အကြုံတွေကနေလာတာပါငွေကြေးဟာမကောင်းမှုတွေရဲ့အရင်းမြစ်ပဲငွေကြေးနဲ့ပျော်ရွှင်မှုကိုမဝယ်နိုင်ဘူးချမ်းသာတဲ့သူတွေဟာတဏှာကြီးတယ်ငါကငွေကြေးနဲ့မထိုက်တန်ဘူးစတဲ့အတွေးတွေပေါ့ဒီခံယူချက်တွေကကျွန်တော်တို့ရဲ့ငွေကြေးအသုံးဆွဲတွေကိုသတိမထားမိပဲလွှမ်းမိုးထားနိုင်တယ်ငွေကြေးလုံခြုံမှုစုံငွေကြေးလုံခြုံမှုစုံဆိုတာကငွေရေးကြေးရေးအခြေအနေနဲ့ပတ်သက်ပြီးစိတ်အေးချမ်းသာဖြစ်တဲ့အပိုင်းခြားတစ်ခုပါဒီစုံကကျွန်တော်တို့ရဲ့ငွေကြေးအပေါ်ခံယူချက်တွေနဲ့ဆက်ဆက်နေတယ်ဒီစုံကိုကျော်လွန်သွားရင်စိတ်ဖိစီးမှုတွေစိုးရိမ်ပူပန်မှုတွေဖြစ်လာနိုင်တယ်ဒါကြောင့်ယဉ်နီးပြီးသားနယ်မြေကိုပြန်သွားခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာတတ်တယ်အဲ့ဒီလိုဖြစ်တဲ့အခါငွေရေးကြေးရေးတိုးတက်မှုအတွက်အလားအလာတွေကိုကန့်သက်ထားသလိုဖြစ်စေတယ်ချမ်းသာလာလို့အပြစ်ရှိသလိုခံစားရတာမိသားစုနဲ့တငယ်ချင်းတွေထက်ပတ်စံဖို့ရှိလို့စိုးရိမ်တာရလာတဲ့ငွေတွေကိုမတိစိတ်ကတုံဖြုံးတာတွေကငွေကြေးလုံခြုံမှုစုံရဲ့လက္ခဏာတွေပဲဆင်းရဲစေသောငွေကြေးခံယူချက်များဆင်းရဲစေတဲ့ငွေကြေးခံယူချက်တွေကငွေကိုအလွန်ကျွံသုံးစွဲခြင်းငွေရေးကြေးရေးကိုညှင်းပယ်ခြင်းနဲ့ချမ်းသာမှုကိုရှောင်ရှားခြင်းတွေစီကိုဦးတည်စေတယ်ဥပမာအားဖြင့်အတင်းအဓမ္မဈေးဝယ်ထွက်ခြင်းလောင်းကစားလုပ်ခြင်းသို့မဟုတ်ယင်းနှိမ့်မြုပ်နှံမှုဆုံးဖြတ်ချက်များမှားယွင်းစွာချခြင်းတွေပေါ့ဒီလိုအကျင့်ဆိုးတွေကိုပြောင်းလဲဖို့ဆိုရင်ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ပြီးအတိတ်ကအတွေ့အကြုံတွေကိုစစ်ဆေးသင့်တယ်ပြီးတော့အတွေးပုံစံတွေကိုသတိရှိရှိပြောင်းလဲသင့်ပါတယ်စိတ်ဓာတ်ကိုဆင်းရဲစေသောငွေကြေးခံယူချက်များဝင်ငွေတွေအများကြီးရှိပြီးချမ်းသာနေရင်တောင်ငွေကြေးပေါ်ထားတဲ့မကောင်းတဲ့ခံယူချက်တွေကစိတ်ဓာတ်ကိုဆင်းရဲစေနိုင်ပါတယ်ငွေတွေကိုသုံးရမှာနှမျောနေတာစုဆောင်းနေတာအလုပ်ကိုပဲအချိန်ပြည့်လုပ်နေတာမျိုးတွေဖြစ်တတ်တယ်တကယ်ချမ်းသာမှုမှာငွေကြေးတစ်ခုလည်းမဟုတ်ဘူးဆိုတာကိုသိဖို့လိုတယ်ငွေကြေးအသုံးပြုပုံကိုကိုယ့်ရဲ့တန်ဖိုးထားမှုတွေနဲ့ဘဝရည်မှန်းချက်တွေနဲ့တသားတည်းဖြစ်အောင်လှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်ချမ်းသာမှုကိုမြင့်တင်ပေးသောငွေကြေးခံယူချက်များဝင်ငွေနဲ့ပိုင်ဆိုင်မှုတွေများလာတာနဲ့အမျှငွေကြေးပေါ်ထားတဲ့ခံယူချက်တွေကလည်းပြောင်းလဲလာတယ်ငွေကိုစုဆောင်းခြင်းပေးကမ်းခြင်းနဲ့စ조사လုပ်ကိုင်ခြင်းတွေကိုတန်ဖိုးထားလာကြတယ်ဒီလိုခံယူချက်တွေကိုလက်တွေ့အကောင့်ထဲပေါ်ဖို့ဆိုရင်ငွေနဲ့ဘဝမှာငွေရဲ့အခန်းကဏ္ဍပေါ်ရှုမြင်ပုံကိုပြောင်းလဲပြဖို့လိုအပ်ပါတယ်မိုးရွာတော့ရေခံဖို့လိုတယ်သူများတွေကိုပတ်စံပေးတာကောင်းတယ်ပတ်စံကလွတ်လပ်မှုကိုပေးတယ်ငါပတ်စံလုံလောက်ဖို့အတွက်စ조사ရမယ်ဆိုတဲ့ခံယူချက်တွေကိုလက်ကင်ထားသင့်ပါတယ်မိသားစုရဲ့ငွေကြေးအမွေနှစ်ငွေကြေးနဲ့ပတ်သက်တဲ့ခံယူချက်တွေကမိသားစုဆက်ဆံရေးတွေမှာစိတ်ဖိစီးမှုတွေဖြစ်စေနိုင်တယ်ငွေကြေးပေါ်ထားတဲ့ခံယူချက်တွေကမျိုးဆက်တစ်ခုကနေတစ်ခုကိုလက်ဆင့်ကမ်းသွားတတ်တယ်ဒီလိုမျိုးဆက်အဆင့်ဆင့်တည်ဆောင်လာတဲ့ငွေကြေးအလေးထားတွေကိုနားလည်ခြင်းကကိုယ်ပိုင်ငွေကြေးအလေးထားတွေနဲ့ခံယူချက်တွေကိုထိုးထွင်းသိမြင်စေနိုင်တယ်ငွေကြေးခံယူချက်များပြောင်းလဲခြင်းငွေကြေးနဲ့ပတ်သက်တဲ့အတွေးခေါ်တွေကိုပြောင်းလဲတာဟာလွယ်တဲ့ကိစ္စတော့မဟုတ်ဘူးဒါပေမဲ့စိတ်ပညာအခြေခံမှုတွေနဲ့သုတေသနတွေပေါ်မှာအခြေခံထားတဲ့လုပ်ငန်းစဉ်တစ်ခုပါဒီလုပ်ငန်းစဉ်ကကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ငွေကြေးအောင်မြင်မှုအတွက်အတားအဆီးတွေကိုဖော်ထုတ်ပြီးပြောင်းလဲဖို့ကူညီပေးနိုင်တယ်ကြောက်ရွံ့မှုကိုရင်ဆိုင်ပါအတိတ်ကိုပြန်လည်လေ့လာပါပစ္စုပန်ကိုနားလည်ပါအနာဂတ်ကိုမြင်အောင်ပြီးဘဝကိုပြောင်းလဲလိုက်ပါဆက်ဆံရေးမှာငွေကြေးပြဿနာများစုံတွဲတွေကြားကငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာအများစုဟာငွေကြေးအပေါ်ခံယူချက်တွေမတူညီကြလို့ဖြစ်တာပါငွေကြေးပြဿနာတွေကိုဖြေရှင်းဖို့အတွက်တယောက်နဲ့တယောက်ရဲ့ခံယူချက်တွေကိုနားလည်ဖို့လိုတယ်ငွေကြေးနဲ့ပတ်သက်ပြီးပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးခြင်းနဲ့နှစ်ဦးနှစ်ဖက်ရဲ့လိုအပ်ချက်တွေကိုလေးစားတဲ့ငွေကြေးအစီအစဉ်တွေကိုဖန်တီးသင့်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးအမှန်အတိုင်းပြောပါငွေကြေးအစီအစဉ်ကိုသဘောတူပါသဘောတူညီချက်အတိုင်းလုပ်ဆောင်ပါပြီးတော့ငွေကြေးပြဿနာတွေအတွက်အရေးပေါ်တုံ့ပြန်မှုအစီအစဉ်ကိုချမှတ်ပါငွေကြေးနဲ့ကျန်းမာတဲ့ကလေးများကလေးတွေကိုငွေကြေးနဲ့ပတ်သက်ပြီးသင်ပေးနိုင်တဲ့အရေးကြီးဆုံးအရာကကိုယ်တိုင်ကိုယ်ကငွေကြေးနဲ့
ကျန်းမာနေဖို့ပါပဲမိဘတွေပြောတာထက်လုပ်ပြတာကိုကလေးတွေကပိုမှတ်မိကြတယ်ကလေးတွေကိုငွေကြေးစီမံခန့်ခွဲမှုအကြောင်းတက်တက်ကြွကြွသင်ပေးဖို့လိုတယ်ပြီးတော့အသက်အရွယ်နဲ့တင့်လျော်တဲ့ငွေရေးကြေးရေးဆုံးဖြတ်ချက်တွေကိုချမှတ်ခွင့်ပေးပြီးအကျိုးဆက်တွေကိုခံစားစေတင်ပါတယ်စုဆောင်းခြင်းရဲ့တန်ဖိုးအလုံးနဲ့ဝင်ငွေရဲ့ဆက်ဆက်မှုဘတ်ဂျက်ရေးဆွဲခြင်းရဲ့အရေးပါမှုနဲ့နှောင့်နှေးကြန့်ကြာစေမဲ့အယူအဆတွေကိုသင်ပေးဖို့လိုအပ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်တဲ့ခံယူချက်တွေကဘလို့ရေးပါလဲငွေကြေးလုံခြုံမှုစုံကိုဘလို့ကျော်လွှားမလဲဆင်းရဲစေတဲ့ငွေကြေးအလေးထားတွေကိုဘလို့ပြောင်းလဲမလဲဆိုတာတွေကိုဆွေးနွေးခဲ့ကြပါတယ်ဒီစာအုပ်ကပေးတဲ့သင်ခန်းစာတွေကိုအခြေခံပြီးလက်တွေ့ဘဝမှာအသုံးချဖို့တိုက်တွန်းချင်ပါတယ်